ကိုရီးယားရောက်ရင်ပေါ့နော်အရင်ဆုံးလုပ်ဖြစ်မဲ့အရာ ဟမ်မြစ်ပြီးမှဆိုရှုတော့ ကျောင်းသားဘဝအမှတ်တရမျိုးတွေရောရှိလား ခိုင်းကြတော့နေတိုင်းလို့နေတိုင်းအမှတ်တရပေါ့ ဟုတ်ကဲ့ပါမင်္ဂလာပါမောင်လား ဟုတ်မင်္ဂလာပါမ โอเคပါ EHA University မှာကျောင်းသားတက်တော့မယ်လို့ကြားသိရရပေါ့နော်အဲ့အတွက်လည်း congratulation ပါရှင့် ကျေးဇူးပါမ โอเคပါဟုတ်ဒီပေါ့နော်ကိုရီးယားမှာကျောင်းတက်ချင်တဲ့အကြောင်းကြီးကဘာလို့များဖြစ်မလဲရှင့် international မှာကျောင်းတက်ချင်တာအရင်ကအိမ်မဖြစ်တာအဲ့ဒီမှာကိုရီးယားတွေတွေ့ဖြစ်တာတော့ကိုရီးယားနိပညာနဲ့ပဲထရှားကြော်ကြတယ်ဘာသာစကားကိုလည်းကြိုက်တယ်အားကြောင့်ကိုရီးယားပြောပြီးချစ်ပြလိုက်တာပဲ ကျောင်းတက်မယ်ဆိုပြီးတော့ပေါ့နော်ဘယ်ချိန်တည်းကစပြီးတော့ try ခဲ့တာလဲရှင့် ကျွန်တော်ကျောင်းတက်မယ်ဆိုပြီးတော့2025 5လပိုင်းကကျွန်တော်စပြီး try ဖြစ်တာဗျ agency တွေအများကြီးထဲမှာပေါ့နော်ဘာကြောင့်မလို့ i.80 ကိုရွေးချယ်ဖြစ်တာလဲရှင့် စချင်းကိုရီးယားကိုစပြီးတော့လုပ်မယ်ဆိုတဲ့အချိန်မှာ agency အများကြီးကိုလိုက်ကြည့်ခဲ့တယ်အဲ့ဒီအချိန်မှာမတို့ agency ကို Facebook မှာတွေ့တော့ဒီ agency နဲ့အဆင်ပြေလောက်မယ်ထင်တယ်အဲ့လိုထင်တော့မတို့ agency ကိုစရင်တော့စကားပြောကြည့်တယ်လူကိုယ်တိုင်လာပြီးတော့လည်းစုံစမ်းကြည့်တဲ့အချိန်မှာပြောရတာတော်တော်အဆင်ပြေတယ်အဲ့လိုအဆင်ပြေရတဲ့ကျွန်တော်လည်းတစ်ခါလေးအပ်လိုက်တယ်မှာအပ်လိုက်တဲ့အချိန်မှာပဲကျွန်တော်ဒီစားရေးစားတဲ့ကိစ္စတွေအကုန်လုံးပြည့်စုံလုပ်ပြီးရတဲ့အတွက်ကျွန်တော်တစ်ခါလေးနဲ့ visa route ဖြစ်သွားတယ် ကျောင်းမနဲ့ကျောင်းလျှောက်ထားပေးတဲ့လဲရှင့် ကျောင်းကတော့ကျွန်တော်3ကျောင်းလျှောက်ထားပြီးတယ်မှာကျောင်းရေးရယ်အင်ဟာရယ်စောင်းရှင်းရယ်အဲ့3ကျောင်းကျွန်တော်လျှောက်ရတယ်အဲ့ဒီထဲမှာကျွန်တော်အင်ဟာကျောင်းကဝင်လို့ကြလာတယ်မှာ အင်ဟာမှာ language program တက်ပြီးရခါမှာပေါ့နော်ဗန်မီဂျာနဲ့ join ဖို့စီစဉ်ထားတဲ့ရှင့် လောဆယ်တော့ language program တက်မယ်အဲ့ဒါတက်ပြီးတော့ရင်တော့ engineering major ကိုအဓိကထားပြီးတော့တက်ပြီးတော့စဉ်းစားထားရပြ ကိုရီးယားရောက်ပြီးနောက် future plan တွေရအောင်ဘယ်လိုမျိုးလေးရှိသလဲရှင့် ကျွန်တော်ကိုရီးယားမှာ engineering major နဲ့ပွဲရပြီးတော့ရင်ကိုရီးယားနိုင်ငံမှာအလုပ်လုပ်မယ် experience ယူမယ်အဲ့လိုတော့စဉ်းစားထားရပြ K-pop idol တယောက်နဲ့တင်နာတိုက်ခွင့်ရမယ်ဆိုရင်ဘယ်သူနဲ့ဒိတ်ချင်တယ်လဲ Blackpink ဖွဲ့ဝင်ရဲ့ member တယောက်ဖြစ်တဲ့ Jisoo နဲ့ထိတ်ချင်ပါတယ် ကိုရီးယားရောက်ရင်ပေါ့နော်အရင်ဆုံးလုပ်ဖြစ်မဲ့အရာ ဟမ်မြစ်ပြီးမှဆိုရှုတော့ ကျောင်းသားဘဝအမှတ်တရမျိုးတွေရောရှိလား ဟုတ်ရှိတယ်ခင်ဗျထိုင်းကြတော့နေတိုင်းလို့နေတိုင်းအမှတ်တရပေါ့ အိမ်လွမ်းတဲ့ခါမှာပေါ့နော်မောင်လေးပဲရရလို့ဖြစ်မယ်ထင်တယ်ရှင့် ဖုံးပြောပြမယ်လို့ထင်ပါတယ်မှာ မောင်လေးလိုပဲပေါ့နော်ကိုရီးယားမှာကျောင်းတက်ဖို့ try နေတဲ့တငယ်ချင်းလေးအတွက်စကားလက်ဆောင်လေးပြောပြပါအောင်ရှင့် ကိုရီးယားကိုတကယ်လာဖို့စမ်းသပ်ရှိရဆိုရင် agency ပြောတဲ့အတိုင်းတခြားလုပ်ပါစားလေးတူးစားပါဖျားလေးရလည်းများလုပ်ပါဒါဆိုရင်ရောက်ပါပါကိုရီးယားကနေစောင့်နေပါမယ် အခုလိုလာရောက်ဖြစ်စားပြီးတဲ့အတွက်မောင်လေးကိုလည်းတကယ်ပဲအထူးကျေးဇူးတင်ရှိပါတယ်နော် ဟုတ်ကျေးဇူးတင်ပါတယ်မှာ